ကျွန်တော်ရဲ့မိတ်ဆွေ9ရက်သားသမီးတွေအားလုံးအတွက်အေပြီလာ4လပိုင်းအတွက်ကံကောင်းဆုံးနေ့နံလေးတွေရဲ့အကြောင်းကိုကျွန်တော်ပြောပြပေးသွားမှာပဲဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့တွေ4လပိုင်းတစ်လတာမှာဆိုလို့ရှိရင်ဘယ်နေ့နံပိုင်ရှင်လေးတွေကကံကောင်းပြီးတော့နောက်ပြီးသွားရင်ငွေကံတွေထီကံတွေအားကောင်းနေတာလဲဆိုတာကိုလည်းကျွန်တော်ဒီနေရာကနေပြီးတော့တခါတည်းထည့်ပြောပေးသွားမှာပဲဖြစ်ပါတယ်။အဲ့တော့ဘယ်နည်းနဲ့ပိုင်ရှင်လေးတွေကဂယုစိုက်ပြီးတော့နေရမှာလဲဒီကျွန်တော်တို့၄လပိုင်းတစ်လတာမှာပေါ့နော်ဒါလေးတွေလည်းကျွန်တော်ဒီနေရာမှာတခါတည်းထည့်ပြောပေးသွားမှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့တွေเนาะဒီ3လပိုင်းကလည်းကုံဆုံးတော့မယ်ကျွန်တော်တို့မကြာမီရက်ပိုင်းတွင်မှာဆိုလို့ရှိရင်4လပိုင်းတွေကိုကျွန်တော်တို့ဒါရောက်ရှိတော့မှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီ4လပိုင်းမှာဆိုလို့ရှိရင်ကံနဲ့ပတ်သက်ပြီးတော့အားကောင်းနေတဲ့နေ့နံ၄ခုရှိပါတယ်အဲ့ဒီနေ့နံပိုင်ရှင်လေးတွေကတော့ကျွန်တော်တို့ဗုဒ္ဓဦးသားသမီးနေ့နံပိုင်ရှင်တွေကြာသာရီသားသမီးနေ့နံပိုင်ရှင်တနင်္ဂနွေသားသမီးနေ့နံပိုင်ရှင်နဲ့ပြီးတော့ရင်တနင်္လာသားသမီးနေ့နံပိုင်ရှင်လေးတွေကတော့ကျွန်တော်တို့၄လပိုင်းဆိုတဲ့တလတာမှာကံနဲ့ပတ်သက်ပြီးတော့ကောင်းမွန်မဲ့ကံကောင်းခြင်းတွေရရှိမဲ့ဒါတလတာပဲဖြစ်ပါတယ်အဲ့တော့အဲ့ဒီထဲမှာဗုဒ္ဓဦးနဲ့ဒီတနင်္ဂနွေနဲ့ကတော့ကံနဲ့ပတ်သက်လို့ရှိရင်တော်တော်လေးပို့ပြီးတော့အားကောင်းမယ်ကျွန်တော်တို့ကြာသာပတိနဲ့တနင်္လာသားသမီးနေ့နံပိုင်ရှင်တွေကတော့ငွေကံတော်တော်လေးအားကောင်းမယ်ငွေတွေနဲ့ပတ်သက်ပြီးတော့ကြာသာပတိတနင်္လာသားသမီးနေ့နံပိုင်ရှင်တွေကတော့ဒီ၄လပိုင်းဆိုတဲ့တလတာမှာငွေတွေနဲ့ပတ်သက်ပြီးတော့အစုလိုက်အပြုံလိုက်ဝင်တတ်တယ်ပြီးသွားရင်ထီကံတော်တော်လေးအားကောင်းတယ်အဲ့တော့ဒီဗီဒီယိုဖိုင်ကိုကြည့်နေတဲ့ကြာသာပတိတနင်္လာသားသမီးနေ့နံပိုင်ရှင်တွေဆိုလို့ရှိရင်တော့ဒီ၄လပိုင်းမှာဆိုလို့ရှိရင်တော့မိတ်ဆွေတို့အနေနဲ့ထီရေကန်ဆန်းတင်ပါတယ်ပြီးသွားရင်ငွေကြေးနဲ့ပတ်သက်ပြီးတော့ကြုံတွေ့နေရတဲ့အခက်အခဲတွေစစရာရာအဆင်ပြေမှုတွေရရှိနိုင်တယ်အဲ့တော့ဗုဒ္ဓဦးတနင်္ဂနွေတွေကတော့ဒီအလုပ်တွေနဲ့ပတ်သက်ပြီးတော့ကံအားတွေပိုးပြီးတော့ကောင်းနိုင်တယ်အလုပ်တွေပိုးပြီးတော့အဆင်ပြေနိုင်တယ်အကူအညီတွေအခုပြီးသွားလို့ရှိရင်အဆက်အသွယ်ကောင်းတွေရရှိနိုင်တယ်အဲ့တော့ကျွန်တော်တို့၄လပိုင်းမှာအစားအစာရာရာဂယုစိုက်ပြီးတော့နေရမယ်နေ့နံ၃ခုရှိပါတယ်အဲ့တော့အင်္ဂါသားသမီးနေ့နံပိုင်ရှင်တွေနဲ့ပြီးသွားရင်တောက်ကြသားသမီးနေ့နံပိုင်ရှင်စနေသားသမီးနေ့နံပိုင်ရှင်တွေကတော့ကျွန်တော်တို့၄လပိုင်းဆိုတဲ့တလတာမှာအစားအစာအရာရာသတိထားပြီးတော့နေထိုင်ရမယ်တလတာပဲဖြစ်ပါတယ်အဲ့ဒီ၄လပိုင်းတလတာမှာဆိုလို့ရှိရင်အင်္ဂါတောက်ကြစနေသားသမီးတွေကစိတ်ညစ်စရာကိစ္စတွေကြုံရတတ်တဲ့အလောက်ကင်တွေနဲ့ပတ်သက်လို့ရှိရင်လည်းပဲထစ်ထင်းကောင်းကိစ္စမျိုးလေးတွေပိုးပြီးတော့များတတ်တယ်အဲ့တော့မိတ်ဆွေတို့အနေနဲ့ကျွန်တော်တို့၄လပိုင်းတလတာမှာဒီနေ့နံ၃ခုကတော့ဖြစ်ချင်တာနဲ့ဖြစ်တင်တာလေးတွေကိုတေချာဂန္ဓာလေးတွေခွဲခြားတတ်ဖို့အရေးကြီးပါတယ်အဲ့ဒီထဲမှာတော့စနေသားသမီးနေ့နံပိုင်ရှင်တွေကတော့ကျွန်တော်တို့၄လပိုင်းဆိုတဲ့တလတာမှာကျမ်းမာရေးတော်တော်လေးဂရုစိုက်ပေးရမယ်ကျမ်းမာရေးနဲ့ပတ်သက်လို့ရှိရင်ဒီ၄လပိုင်းတလတာမှာကျမ်းမာရေးတော်တော်လေးညံ့တတ်ပါတယ်အဲ့တော့ကျွန်တော်တို့အင်္ဂါတောက်ကြစနေသားသမီးတွေကတော့ကျွန်တော်တို့၄လပိုင်းတလတာမှာတော့ခုနကတော့ကုသိုလ်ကောင်းမှုလေးတွေပို့ပြီးတော့ပြုတာမျိုးလေးတွေအဋိဌံဝင်တာမျိုးလေးတွေဆောင်ရွက်တင်ပါတယ်အဲ့တော့ကျွန်တော်နောက်ရက်မှာလည်းပဲပေါ့နော်နေ့နံတစ်ခုချင်းရဲ့ကျွန်တော်တလားစာဟောစတန်းတွေကိုလည်းကျွန်တော်တင်ပေးမယ်မြန်မာတက္ကရာ1388ခုနှစ်အတွက်ပေါ့နော်ကျွန်တော်တို့9ရက်ဖွာ10ရက်သားသမီးတွေအားလုံးတစ်နှစ်စာဆောင်ရန်ရှောင်ရန်ကျွန်တော်ဟောစတန်းတွေလည်းတင်ပေးသွားမှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့9ရက်ဖွာ10ရက်သားသမီးမိတ်ဆွေတွေအားလုံး၄လပိုင်းဆိုတဲ့တလတာမှာအစိုးဟူသမျှဝေးလွင်ပါစေကံကောင်းခြင်းမင်္ဂလာဖျားဖျားနဲ့ပြည့်စုံပြီးတော့မိတ်ဆွေတို့မှာကြုံတွေ့နေရတဲ့အခက်ခဲဟူသမျှတွေလည်းပြေလည်မှုတွေရရှိပြီးတော့ငွေကြေးလက်လာပါတွေလည်းများစွာဝင်ပါစေလို့ကျွန်တော်ဆုတောင်းမေတ္တာပို့သားရင်၄လပိုင်းအတွက်ကံကောင်းဆုံးနေ့နံပိုင်ရှင်လေးတွေရဲ့ကျွန်တော်ဟောစတန်းဗီဒီယိုဖိုင်လေးကိုဒီနေရာမှာပဲအဆုံးသတ်ပါတယ်အားလုံးကိုကျွန်တော်ကျေးဇူးတင်ပါတယ်